မဟုတ်တဲ့သူရလေဆိုင်ဆိုဖုန်း ညနေဒါတော့ ဆိုင်ဆိုဖုန်း နာမည်ဆိုဆိုင်ဆိုဖုန်း ပြောပါအဖေရဲ့ မင်းမတန်ဆို မြို့တန်ဆိုဆိုင်ဆိုဖုန်း ဆိုင်ဆိုဖုန်းဒီနေ့တခြားဒီလိုချက်ကြီးကိုလည်းတူတယ်နော် ကမင်းသားလေးကဲနောင် သူကနော် ဒီလား ဘာလဲသူကနော် ဟိုးကြီးပဲဟောတော့တော့မရမင်းလိုက်မဟုတ်နော် နာမည်အပေါက်ကြုံကြတယ်တယောက်ချင်းကြုံကြတယ်နော် ဟုတ်လေအဲ့ဒါမပြောနဲ့ तू ကအလိမ့်ထားတာမမြင်ဘူးအောင် တော်ကြီးရှိကပေါ်လေးက ကိုကြီးလို့ခေါ်ပါရဲ့ ကိုဝေကို မဟုတ်တယ် ဒီဖုန်းနီးရမှာ ဒီဖုန်းကြီးကျွန်တော်တို့ဒါတကယ်မြန်မာနိုင်ငံမှာရှားမရှားတဲ့ပညာရှင်လေးတွေကိုဆရာလင်္ကာဒီပါဆရာဦးအောင်ကျော်တုံးကဘုရားထုတ်တာတကယ်ရှားမရှားအခုလူကြီးပိုင်းတော့တကယ်ရှားပါပြီနော် စားပါပြီဒီလိုနော်ဒုရဲ့ပစ္စည်းတွေမှုန့်နေလူတော်များစားပါပြီဒါဟုတ်တယ်ဒါချစ်တော်လေးတားနေငယ်ဇာလင်းတို့ခေါ်တာကျွန်တော်အဲ့တော့ တားမယ်ဇေယျတားမယ်ဇေယျလို့ လောက်တာရော tenor saxophone ဖြစ်ပါတယ် tenor saxophone โอ้ကျင်းနေဖက်ဖက်ကွာဒီကလေးထမ်းပြပေါ်မှာဆက်လို့ဖုံးမော်တယ် ဟုတ်ကဲ့ tenor saxophone ဒီက ကေဇာလင်းမောင်လို့ခေါ်ပါတယ်ဗျဟုတ်တယ် ကေဇာလေးမောင်လို့ခေါ် saxophone saxophone ဟုတ်ဘူးလို့တိတော့မဟုတ်ဘူးလား saxophone အဲ့ ကို မှာဆိုလိုလေးရှိတယ်ဆိုလိုလေးအဲ့မဟုတ်လို့ရမလားဒီလာဆိုလိုလေးမဟုတ်မယ်ဟိုးဘူးလေးပဲဟုတ်ကဲ့ပါတော်ကြရကျွန်တော်တို့ဟန်မြလောက်တယ်လို့ထင်ပါဆိုတော့တကယ်အစစ်အမှန်ပညာရှင်တွေပေါ့နော် ဟုတ်ကဲ့ โอเคပြီးလို့ရပြီ